အိမ်ချမ်းမြေမှာအရေးကြီးဆုံးကဘာလဲလို့မေးရင်ကျွန်တော်နေရာလို့ပြောပြရစီအဲ့တော့အစာအုပ်ကောင်းတယ်မကောင်းတယ်ဆိုတာတဲ့နေရာကောင်းမကောင်းကပို့ပြီးတော့မှမိတ်ဆွေတို့တဲ့အရေးကြီးပါလိမ့်မယ်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့လမ်းမကြီးနဲ့နီးရဲ့လားလူစီကားတဲ့နေရာရောဖြစ်ရဲ့လားဈေးတို့ဆေးရုံတို့ကျောင်းတို့နဲ့အနီးဆုံးနေရာမှာရှိရဲ့လားဆိုတဲ့မေးခွန်းတွေကိုကျွန်တော်တို့အဖြေပါပြီးသားဖြစ်တဲ့မြို့လေကောင်မှာရှိတဲ့ကျွန်တော်မြေကွက်အကျယ်လေးတစ်ခုကိုကျွန်တော်မိတ်ဆွေများကိုမိတ်ဆက်ပေးမယ်ဗျဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မာစတာဆက်ပါဆိုတော့မိတ်ဆွေများကြည့်ရှုခဲ့ရတဲ့မန်လေးလာရှိုးလန်ကျွန်တော်တို့ကမ္ဘောဇဘန်တစ်နဲ့အနီးဆုံးနေရာမှာတည်ရှိတယ်ကျွန်တော်ရက်ကွက်နေထားအရာပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုရှိပြီးတော့မှလူစီကားတဲ့ဒေါင်းတောင်းကျတဲ့နေရာတစ်ခုလည်းဖြစ်နေတယ်မြေကျယ်နေနဲ့မျက်နှာပွင့်ကကျွန်တော်တို့ပေ80ဆိုတဲ့အတိုင်းအတာတစ်ခုကိုပိုင်ဆိုင်ထားတယ်ရှင်းနောက်မှာတော့ကျွန်တော်တို့165ပေဆိုတဲ့အကျယ်ဝန်းတစ်ခုမှာရှိနေတယ်အိမ်အပါကျွန်တော်နေရာလေးတစ်ခုကိုမိတ်ဆက်ပေးပါမယ်အဲ့တော့မြေမျိုးစားအနေနဲ့ဂရံမြေမျိုးစားဖြစ်ပြီးတော့မှပိုင်ဆိုင်မှုခိုင်မာမှုအားကောင်းတဲ့အရှုပ်ရှင်းမရှိတဲ့မြေနေရာလေးလည်းဖြစ်နေပါသေးတယ်ဗျအဲ့တော့ကျွန်တော်ရက်ကွက်နေထားရာကောင်းမွန်ပြီးတော့မှကျွန်တော်ဒီရဲ့အိမ်ရဲ့ဘေးမှာတော့ကျွန်တော်တို့ one piece ဆိုတဲ့အကင်တိုင်းလေးလည်းတည်ရှိနေတယ်ဗျအဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့နေရာ location ဆိုတဲ့အတိုင်းကျွန်တော်အိမ်ဆိုတဲ့အရာကပြန်လည်ပြုပြင်ပြီးတော့မှမုံမှန်လို့ရတယ် location နေရာပတ်ဝန်းကျင်ဆိုတာပြန်လည်ပြုပြင်လို့မရတဲ့အထဲမှာပါရှိတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီနေ့မိတ်ဆက်ပေးတဲ့မြေယာဆိုရင်ကျွန်တော်နောက်9နှစ်ဆိုရင်ဘာတွေဖြစ်လာနိုင်လဲအနာဂတ်ပုံရိပ်ကိုမြင်အောင်ကြည့်တတ်ဖို့လဲကျွန်တော်မိတ်ဆွေများအနေနဲ့လိုအပ်ပါတယ်ခေါ်ထားတဲ့ဈေးနှုန်းအနေနဲ့3,900ပဲခေါ်ထားပါတယ် short တင်းတော့ကျွန်တော်တို့ပါပဲရှိမယ်ကျွန်တော်ရဲ့ထုံးစံတိုင်းပိုင်ရှင်နဲ့လဲတိုက်ရိုက်ဖြစ်မယ်ကျွန်တော်မိတ်ဆွေများထိတ်တိုက်စိတ်ကြိုက်စကားပြောလို့ရတော့ကျွန်တော်နေရာမျိုးကိုသာရွေးချယ်ပြီးတော့မှတင်ခြင်းဖြစ်ပါတယ်အဲ့တော့ဆက်လက်ပြီးပြောချင်တာကကျွန်တော်ဒီမြေကိုကနဦးဝယ်ယူပေးခဲ့တဲ့သူကလည်းကျွန်တော်ဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေများအနေနဲ့ဈေးစစ်မယ်ဆိုရင်လည်းဈေးနှုန်းအမှန်ကန်ဆုံးဖြစ်အောင်လည်းကျွန်တော်အနေနဲ့ဆောင်ရွက်ပေးပါဦးမယ်ဗျဒီနေရာကကျွန်တော်ဘယ်လိုလူမျိုးနဲ့တင့်တော်လဲဆိုရင်ဒေါင်းတောင်းကြပြီးတော့မှမိမိအနေနဲ့ခြံဝင်းအကျယ်နဲ့နေထိုင်တတ်တဲ့သူဆိုရင်လည်းတင့်တော်သလိုစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့တွဲဖက်ပြီးအသုံးချမဲ့သူဆိုရင်လည်းအဆင်ပြေပြီးတင်းနေတဲ့ရင်းနှီးမြုပ်နှံမှုရာပြန်လည်စဉ်းစားမယ်ဆိုရင်လည်းပတ်ဝန်းကျင်အနေထားရာဖွံ့ဖြိုးတိုးတက်မှုရှိတဲ့အတွက်ရင်းနှီးမြုပ်နှံသူအတွက်လည်းအဆင်ပြေပြီးတော့မှတင်းတင်းပါလိမ့်မယ်အဲ့တော့ကျွန်တော်ရဲ့ page ရဲ့ထုံးစံအတိုင်းနေရာကောင်းရမယ်အကွက်ကွင်းကောင်းရမယ်အလားလာရှိရမယ်အကျိုးမြတ်ရရမယ်ဆိုတဲ့အတိုင်းနေရာကောင်းတွေကိုသာကျွန်တော်မိတ်ဆွေများအတွက်ရွေးချယ်ပြီးတော့မှတင်ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကြည့်ရှုပြီးလို့စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Master Set Interview ဆက်သွယ်ပြီးပါအားလုံးကိုကျေးဇူးများတင်ပါတယ်ဗျ